CD Puma, Parishile. Okay, turn on Edudu by Shimle, I Lulu Yamle Sorel, Adu W, Lepetidayao. Na using a nebio, Piazzu Lamagio, Piambio Trapame. Piazzu Lama or Yabizorane, community and Mokane Bioma, CDB Dama Pepare. Sabi Dwalaidane, Patama of the language no cool to my Pepare, Eddie Yalushe, no, Laye, Bebagani Bioma, Simbo Dine to my Pepare. Tina Yalushe, no Lane, Yabagani Bioma, to my Pepare. Viewpoint ကိုမရောက်ခင်မှာအခုလိုမျိုးထင်းရှူတဲ့ရုပ်ဖြတ်ပြီးတော့တွားရတဲ့ feeling ကိုရတာနဲ့တော်တော်လေးတန်နေပါပြီဒီနားရောက်လို့ရှိရင်တော့မဟုတ်ထပ်ပြီးတော့တွေ့မှာပါCDB သွားမယ်ဆိုရင်တော့လမ်းရဲ့ဘဲဘက်ထဲကိုဝင်သွားမှာဖြစ်ပြီးတော့ဒီဘွားရောက်တဲ့အထိကိုထင်းရှူတဲ့ရဲ့အလားတရားကိုခံစားပြီးတော့မှဝင်သွားရအောင်မှာဖြစ်ပါတယ်ဒါတော့ပြူဘွားရဲ့ gate ဖြစ်ပါတယ်ဒီမှာဝင်မယ်ဆိုလို့ရှိရင်တော့လူကြီးတစ်ယောက်ကို2000ကျပ်နှုန်းနဲ့ဝင်ရောက်ပြီးတော့မှလဲပတ်နိုင်ပါတယ်ခင်ဗျာရှေ့မှာမြင်နေရတာကတော့ကားပါကင်ဖြစ်ပါတယ်တကယ်လို့ဒီနေရာမှာကားတွေပြည့်သွားခဲ့တယ်ဆိုလို့ရှိရင်လည်းအပေါ်မှာတက်ပြီးတော့မှကားထားလို့ရပါတယ်ဆိုင်ငယ်တွေဆိုလို့ရှိရင်တော့အပေါ်တက်ပြီးတော့မှထားတာပို့ပြီးတော့မှလုံခြုံစိတ်ချရပါတယ်ခင်ဗျာဒီမှာအစားအသောက်မျိုးစုံလည်းရပါတယ်ဒါအပြင်လက်ဆောင်ပစ္စည်းလေးတွေရောရိုးရာအထည်လေးတွေရောနောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုက CDB မှာတိုင်းနာဝတ်စုံလေးတွေငားရမ်းပြီးတော့ဓာတ်ပုံရိုက်လို့ရပါတယ်တချို့ဆိုလို့ရှိရင်ဒီကိုတကူတကလာပြီးတော့ဝတ်စုံလေးတွေငားပြီးတော့အလားဓာတ်ပုံလေးတွေရိုက်သွားတာမျိုးလည်းရှိပါတယ်ခင်ဗျာဒါလေးကတော့ CDB ရဲ့ trademark တစ်ခုလိုဖြစ်နေတဲ့ဝါဒတာလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်နေဝင်စည်းစာလာပြီးတော့ကြည့်တဲ့ဧည့်သည်တွေလည်းအများကြီးပဲတွေ့ရပါတယ်တော်တော်လေးလဲလာတဲ့နေရာလေးဖြစ်ပါတယ်ဒါကြောင့်မို့လို့ live level ပို့အားလုံးကိုဖိတ်ခေါ်ပါတယ်